Ngava Ngavaဒီနေ့ကျွန်တော်တို့၃ယောက်စုံတွေ့ပြီးတော့ပေါ့နော်ဒီတက်ဖလူးပေးရနေပြီးတော့ဒီပြီးဖို့ပညာကိုသင်ယူနေတဲ့လူတွေအတွက်အစီအစဉ်ကောင်းတဲ့တစ်ခုနဲ့မိတ်ဆက်ပြီးဖို့တင်လို့စတိုင်နေတာပေါ့ဒီနေ့ဘာတွေလုပ်နေဆိုတော့ကြောက်ထုံးနေကျွန်တော်တို့ကဟိုအရင်တော့တကယ်၃ယောက်စလုပ်ခဲ့ကြတဲ့ဒီတချင်းလေးတင်ကြမယ်ဆိုတော့program လေးကိုစလုပ်တာပေါ့နော်အဲ့လောတော့အခုလုံးနေကျွန်တော်တို့ကအခုအစ်စ်ထပ်လုပ်ဖို့အစီအစဉ်လေးပေါ်လာတာပေါ့ပေါ်လာတော့ကျွန်တော်တို့ဒါလေးကို9လပိုင်း9ရက်နေ့မှာကျွန်တော်တို့ဖွင့်ဖို့ကျွန်တော်တို့ညွှန်မှန်းထားပါတယ်အဲ့ဒါလေးကိုအတိပေးတာပါပြီးတော့ကိုယ်တိုင်အလည်းလိုအပ်တာလေးပြောပါလိမ့်မယ်ဟိုကျွန်တော်တို့အခြေခံအသင့်နေရှိပြီးသားသူများတော့ပေါ့နော်ကျွန်တော်တို့စပြီးတော့ဖွင့်လှစ်ခဲ့တဲ့တင်တန်းလေးဖြစ်ပါတယ်အခြေခံနေငယ်ရှိမှတက်ရောက်လို့ရမယ်တင်တန်းလေးပေါ့ကျွန်တော်တို့ရဲ့ပထမဆုံးတင်တန်းလေးလည်းဖြစ်ပါတယ်နောက်တစ်ချိန်လေးတင်ကြမယ်ဆိုပြီးတော့ကျွန်တော်တို့ကဏ္ဍပေါင်းစုံပါတာပေါ့နော်1 man လေးတွေရောကျွန်တော်ဗန်နဲ့ဒီခန့်ဒီပေါ့နော်ဒါမျိုးလေးတွေရောပြီးတော့မြန်မာတန်တချင်းလေးတွေရောအမျိုးအစားစုံတဲ့တင်တန်းလေးဖြစ်ပါတယ်အခြေခံရှိပြီးသူများတက်ရောက်တဲ့တင်တန်းလေးပေါ့အခုဖွင့်လှစ်ခဲ့တာကျွန်တော်3ခုရှိသွားပြီ3ခုရှိသွားပြီအခုဆိုရင်4ခုပေါ့4ခုမြောက်ဖြစ် class 4ဖြစ်သွားတော့နော်ဒါလေးတော့နည်းနည်းတော့ကြာသွားပါတယ်ဒါပေမဲ့ဟိုတောင်းဆိုတဲ့လူတွေများတော့ကျွန်တော်တို့လည်းရအောင်ကြိုးစားမယ်လုပ်ဖြစ်အောင်ကြိုးစားမယ်ကျွန်တော်တို့အခုမှလုပ်ဖြစ်ဖို့ကျွန်တော်တို့တကယ်ကြီးတိုင်ပင်ကြတာပေါ့နော်အခုကျွန်တော်တို့က9လပိုင်း9ရက်နေ့ကိုတော့ဖွင့်ဖို့ကျွန်တော်တို့ညှို့လင့်ထားပါတယ်အဲ့တော့ဒီတင်သားလေးကိုလည်းလာ join မအောင်ဆိုတဲ့ဟာလေးကျွန်တော်တို့ကဒါပြောချင်လို့ဒီဗီဒီယိုလေးလုပ်တာပါပုံမကောင်းမွန်ပါပါနော် class 1 class 2 class 3 ထားဒီ class 4ကဒီလိလာရလွယ်ကူအောင်ပုံမကောင်းမွန်တဲ့တခြင်းတွေရွေးရတယ်ပုံမရှင်းလင်းတဲ့သင်ကြားမှုတွေကိုပုံမစီစဉ်မယ်အလွယ်တကူလိလာနိုင်အောင်ကျွန်တော်တို့ Telegram group ကနေအားလုံးသင်ကြားလို့ရအောင်စီမံပေးမယ်ဟုတ်တယ်ကျွန်တော်အရင်ဖွင့်ခဲ့တဲ့အားတွေဆိုရင် Facebook private group ကနေဖွင့်ခဲ့တယ်เนาะအခုကတော့ကျွန်တော်တို့တီးတဲ့ Telegram နေပြီး Telegram နေတီးတဲ့ပုံပြီးတော့ဆင်ပြီးတော့เนาะတောင်းအပြူရတယ်ဟုတ်တယ်ပြည်လာမယ်เนาะဒီလေ့ကျင့်လို့ပိုကောင်းမယ်ပေါ့သင်ကြားမှုပုံစံကိုလည်းတေချာအရင်ထက်ပုံမူပြီးတော့စနစ်ကြအောင်နားလေရလွယ်ကူအောင်ကောင်းမွန်တဲ့တခြင်းတွေရွေးချယ်မယ်ကောင်းမွန်တဲ့သင်ကြားမှုတွေနဲ့ကျွန်တော်တို့9လပိုင်း9ရက်နေ့မှာဒီ class 4စတင်ဖွင့်လှစ်ပါမယ်ကြိုတင်တည်ပြီးရတာပေါ့စီးပြီးနိုင်တယ်ကျွန်တော်ဆင်းပြီးလို့ရပါပြီစီမံခန့်ခွဲပြီးတော့တည်တည်ချာကိုပြန်ပြီးတော့ကျွန်တော်တို့ကြောင်းပြန်ပြီးပါမယ်เนาะဟုတ်ကျေးဇူးတင်ပါတယ်လောက်ပါဗျာ